လုပ်သက်ဆိုတာအနိုင်ကျင့်ဖို့မဟုတ်ပဲလမ်းပြဖို့သာဖြစ်တင်ပါတယ်လုပ်ငန်းခွင်တစ်ခုမှာနှစ်အကြာကြီးကျင်လည်ဖြတ်တန်းလာတဲ့စီနီယာတယောက်ဖြစ်ရတာဂုဏ်ယူစရာပါတင်ရရှိထားတဲ့အဲ့ဒီလုပ်သက်ရမှုကလက်အောက်ငယ်သားတွေဒါမှမဟုတ်ဂျူနီယာတွေအတွက်စိတ်တန်ရာ trauma ဖြစ်နေပြီဆိုရင်တော့အဲ့ဒါဟာဂုဏ်ယူစရာမဟုတ်တော့ပဲရှက်စရာကောင်းတဲ့လုပ်ရက်တစ်ခုဖြစ်လာပါတယ်လုပ်သက်ကအာဏာပြဖို့လက်နက်မဟုတ်ပါအတွေ့အကြုံရှိတာဟာလူသားချင်းစာနာမှုကိုလျော့နှဲစေတဲ့အကြောင်းပြချက်မဖြစ်သင့်ပါဘူးငါတို့တုန်းကဒီထက်ဆိုးတာတွေခံခဲ့ရတာဆိုတဲ့အတ္တစိတ်နဲ့ကိုခံခဲ့ရတယ်လို့သူတစ်ပါးကိုပြန်နှိပ်စက်တာဟာတိုးတက်တဲ့အတွေ့အခေါ်မဟုတ်ပါဘူးတကယ်တော့လုပ်သက်ရင်သူဆိုတာအခက်အခဲတွေကိုဘလို့ကြော်ဖြတ်ရမလဲဆိုတာပြသပေးရမယ်လမ်းပြချက်သာဖြစ်တင်ပါတယ်လေးစားမှုဆိုတာတောင်းယူရတာမဟုတ်ပဲရယူရတာပါယာရုနဲ့လုပ်သက်ကြောင့်ကြောက်ရွံ့တာကိုလေးစားတာလို့အထင်မမှားပါနဲ့တင်ရှိနေတဲ့အချိန်မှာငြိမ်နေပြီးတင်ခွေရမှာစိတ်ပြက်လက်ပြက်ဝေဖန်နေကြပြီဆိုရင်တင်ရဲ့လုပ်သက်ဟာတန်ဖိုးမဲ့သွားပါပြီစစ်မှန်တဲ့လေးစားမှုဆိုတာတင်ရဲ့ကျွမ်းကျင်မှုနဲ့အတူတင်ရဲ့စိတ်ထားဖြူစင်မှုပေါ်မှာပဲတည်ဆောက်တာပါအစိတ်တောက်ဖြစ်စေတဲ့စီနီယာကိုကအမှားလုပ်ထားတာကိုလုပ်သက်နဲ့ဖုံးကွယ်တာလူငယ်တွေရဲ့တိုးတက်မှုကိုပိတ်ပင်တာစကလုံးသွားလာနဲ့စိတ်ပိုင်းဆိုင်ရာနှိပ်စက်တာတွေဟာလုပ်ငန်းခွင်ကိုပျက်စီးစေပါတယ်အကောင်းဆုံးကောင်းဆောင်ဆိုတာမျိုးဆက်သစ်တွေကိုမြေတောင်မြောက်ပေးသူဖြစ်ပြီးအဆိုးဆုံးလူဆိုတာကတော့ကိုယ့်ထက်တော်လာမှကြောက်လို့နှိပ်ကွထားသူဖြစ်ပါတယ်လုပ်သက်ရင်တာဟာအတွေ့အကြုံရင့်ကျက်မှုကိုပြတာဖြစ်ရပါမယ်စိတ်သက်ပုတ်ခတ်မှုကိုပြတာမဖြစ်စေပါနဲ့တင်းရဲ့လုပ်သက်ကိုလူတွေကလေးစားသမှုနဲ့မောကြည့်တာမျိုးပဲဖြစ်ပါစေတင်းကိုမြင်တာနဲ့စိတ်ညစ်စရာကြီးလို့တတ်မှတ်ပြီးရှောင်ဖယ်သွားတာမျိုးအဖြစ်မခံပါနဲ့ကိုကလမ်းပြပေးခဲ့တဲ့လူငယ်တယောက်အောင်မြင်သွားတဲ့အခါဒါငါလက်တွဲဖော်ဟောင်းလေးပဲလို့ဂုဏ်ယူစွာပြောနိုင်ဖို့ဆိုရင်ဒီနေ့တင်းရဲ့ဆက်ဆံရေးဟာစိတ်တန်ရာပေးသူမဖြစ်ဖို့လိုအပ်ပါတယ်လုပ်သက်ဆိုတာဂုံချက်တစ်ခုပါအဲ့ဒီဂုံချက်ကိုလူသားဆန်မှုနဲ့တစားဆင်လိုက်ပါ